ပြည်သူများလုံးဝမင်္ဂလာပါခင်ဗျာ Football King ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်လူတွေဖြစ်ကစားမကောင်းတွေဝယ်ထားပေမဲ့ထင်ထားသလိုဖြစ်မလာခဲ့တဲ့ Man City အတွက်တော့တက်နဲ့လဲလှော်လို့မရတော့သူလက်နဲ့လဲလှော်လို့မရတော့တဲ့ခြေနေပါပဲဘဲဆောင်းညာဘဲဆောင်းတဲ့ဘက်အထောင်းခံမဲ့ခြေနေမျိုးကိုရောက်နေကြပြီးတော့အရင်ကကြမ်းပါဆို Man City ကဒီဟာဒီမှာတော်လေးကိုအခြေအနေမလှဖြစ်နေခဲ့ကြပါပြီ Man City အတွက် Rodri တော်လေးရေးပါသူတယောက်ဆိုတာလက်ရှိအခြေအနေတွေကမီးမောင်းထိုးပြနေကြတာဖြစ်ပြီးဘယ်သူနဲ့အစားထိုးလို့ဘလို့မှအစားထိုးလို့မရသလိုမြင်တွေ့နေကြတာဖြစ်ပါတယ်ပြောရတော့ကိုနာကနေထွက်ခွာသွားတဲ့အခြေဦးတယောက်ရဲ့နေရာမှာတခြားသောကောင်မလေးနဲ့လည်းစားထိုးလို့မရသလိုမျိုးပါပဲကိုကလွဲပြီးတော့သူ့ကောင်မချစ်ပါဘူးဆိုရင်မင်းကတော့တခြားတယောက်ရင်ဝင်မှာတာနေခဲ့ပေမဲ့ကိုမှတော့ခုချိန်ထိစားထိုးမရသူတယောက်လိုဖြစ်နေကြတာပါကွာဒူလာအတွက်လည်းအဲ့လိုပါပဲရိုရီတယောက်တန်းပြဿနာနဲ့ရင်ဆိုင်သွားခဲ့တဲ့ချိန်သူ့နေရာမှာတခြားသောကစားမကြီးနဲ့အစားထိုးခဲ့မလို့မှကိုအစားထိုးလို့မရတော့မြင်တွေ့နေခဲ့တာဖြစ်ပါတယ်နေကိုကွန်ဆာလက်ကိုလည်းပြီးခဲ့တဲ့နေရာတွေကခေါ်ထားခဲ့ပေမဲ့ဆိုပါကစားမအခုချိန်ထိရိုဒရီရဲ့နေရာမှာစားထိုးဝင်အောင်နိုင်ခြင်းမရှိသေးတော့မြင်တွေ့နေခဲ့တာပါiBet ခွန်ရှိကို 1xBet တို့ကိုနိုင်ငံတကာပေါက်ကြီးတိုင်း Football Game မှာကစားလို့ရပါပြီ 1xBet အကောင့်ဖွင့်သူတိုင်း promo code FBK ခွန်3လုံးကိုအသုံးပြုပြီးတော့100% bonus ရယူကစားလို့ရအောင်လည်းသတင်းပေးပြစေ Football Game မှာကစားခြင်းနဲ့ဆိုတော့ဖုန်းနံပါတ် Viber 39 63လုံးခွန်3လုံး53လုံးကိုဆက်သွယ်နိုင်တော့ကွန်မန့်ထဲမှာချပေးထားတဲ့ Telegram link ကိုလည်းလက်အောက်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာဒါမှန်စီးတဲ့ကြာဆုံးခြင်းတွေလို့ဆိုမှဖြစ်ပြီးတော့ကွာဒီလာတင်ကဒီမှာတော်လေးကိုချင်းနေဆိုးနေကြတာဖြစ်ပါတယ်ပြီးခဲ့ညလည်းမန်စီးတဲ့က Nottingham Forest ကိုတကုတ်ကိုမရှိနဲ့ရှုံးပေးခဲ့ရပြီးတော့သူတို့တွေကစင်3နေရာတက်လှမ်းနိုင်မဲ့အခွင့်အရေးကိုဖမ်းဆုံးနိုင်ခြင်းမရှိခဲ့ကြဘဲနဲ့လက်လွတ်ခဲ့ကြတာလည်းဖြစ်ပါတယ်အဲ့လိုရှုံးနေခဲ့တဲ့အတွက်လည်းမန်စီးတဲ့အစင်3နေရာ Nottingham Forest အသင်းနဲ့ရမှတ်4မှတ်ထိကိုပြတ်တောက်သွားခဲ့သလို Chelsea တရားဒီနေ့ညမှာ Leicester ကိုနိုင်ရသွားခဲ့လို့ရှိရင်2မှတ်ဖြတ်ပြီးတော့ကြော်တက်ချင်းကိုခံသွားအောင်မှာဖြစ်ပါတယ်ဆိုပါပွဲတင်မှာဒီပြ Guardiola ရဲ့မေကွန်ထုတ်စရာပွဲတော်လူစင်းကစားမတွေရဲ့စိတ်ပြတ်ဖွယ်အားထုတ်မှုတွေကြောင့်အရှုံးအလန်းနဲ့ရင်ဆိုင်လိုက်ရတာဖြစ်ပါတယ် Guardiola ဒီလိုရေးပါတဲ့ပွဲမျိုးမှာ Kevin De Bruyne Mateo Kovacic တို့လိုဝိုင်းစားမတွေကိုရန်ကုန်မော်ထိုင်ခိုင်းထားစီခဲ့တာပါအလိန်ခောက်လည်းမရဒီဘရိုင်းလုံဖန်တီးမှုလည်းမပြုတ်လုံနိုင်ပဲနောက်ပြန်ပေးပို့မှုတွေသာတောက်လျှောက်လုပ်နေခဲ့တဲ့ဘာနာဒိုဆေးဘာကိုမိနစ်60လုံးထဲသွင်းအသုံးပြတာတွေကမင်းကုန်ထုတ်စရာတော့ဖြစ်သွားစေခဲ့ပါတယ် Forest အသင်းနဲ့ပွဲမှာမန်စီးစားမတွေထဲမှာစိတ်ကျေနပ်ဖွယ်ရာခြေစွမ်းနဲ့ကောင်းမွန်တဲ့ခံယူချက်ကိုပြသခဲ့တာဆိုလို့လူငယ်ခံစင်မှုလေးကိုဆောင်တော့တယောက်ပဲရှိရလို့ဆိုရမှာပါဂျန်နက်စားမတွေကတော့ဝစ်ကြေတန်းကြီးကစားသွားခဲ့ကြတာမြင်တွေ့ခဲ့ရပြီးတော့သူတို့တွေကနိုင်လိုစိတ်တွေပါပျောက်ဆုံးနေသလိုမျိုးကစားသွားခဲ့ကြတာဖြစ်ပါတယ်လာမယ့်နေရာဒီမှာတော့ Guardiola တက်ကြီးကစားမတွေနဲ့အသုံးတော်မခံတော့တဲ့ကစားမတွေကိုရှင်းထုတ်တင်းလောက်ရှင်းထုတ်သွားဖို့တော့လိုအပ်နေခဲ့ပြီလည်းဖြစ်ပါတယ်အသုံးဝင်တော့တဲ့တက်ကြောက်ကစားမတွေညမှာအမှန်တကယ်အကျိုးရှိပြီးတော့တက်ရောက်မှုတွေပေးရနိုင်မဲ့လူငယ်သွေးတွေနဲ့အစားထိုးဖို့လည်းလိုအပ်နေဖြစ်သလိုနီးပြားကိုယ်တိုင်လည်းစပင်းမရှိတဲ့သူကောင်းယူရေကိန်းနဲ့ကောင်းကောင်းသွားပြီးတော့စိန်မိုးလည်းလိုအပ်နေပြီလို့ပဲဆိုရမှာဖြစ်ပါတယ်ကိုယ်တိုင်အိမ်အောင်ကွဲစားမတွေကတန်ရာရနဲ့ရလက်တွေမတီမငြိမ်ဖြစ်နေတဲ့အခါမှာတော့လူတွေဘလောက်ဖြစ်ဖြစ်သူ့အုံနောက်တွေကအလုံးမလုံးနိုင်တော့ပဲရလက်တွေကလည်းဇက်တိုက်ဆိုလို့စိုးဝါလို့နေခဲ့တာပဲဖြစ်ပါတော့တယ်ခင်ဗျာစောင်းနေကြည့်ပဲတော့အားလုံးကိုကျေးဇူးတင်ပါတယ်